ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးသွားမှာကတော့ Galaxy Pocket Wi-Fi ဆက်လေးတွေမှာကျွန်တော်တို့ဘယ်လိုမျိုး data usage limit ကိုချိန်မလဲဆိုတာတွေပြပြပေးသွားချင်တာပဲဖြစ်ပါတယ်။တော့ဒီ wire လေးနှစ် wire မှာ 15GB လေးဖြစ်နေရဆိုဒီကောင်လေး 15GB ကနေအနီအောင်ပြောင်းသွားရင် line အနေတာတို့ line ကျတာတို့ဖြစ်တတ်တယ်ကွာ။ဆိုတော့အဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ကဒါ 15GB ကို 150GB လောက်ကျွန်တော်ချိန်ပြီးတော့setting ချိန်မှာဖြစ်ပါတယ်ပေါ့။ဆက်ကတော့ unlimited ဆက်ကွာဒါပေမဲ့ limit လေးတွေပါနေအဲ့ limit လေးတွေကိုတကယ်လို့ဖြစ်သွားရဆို reset ချလိုက်တယ်ဆိုရင်ပြန်ပြီးတော့ပျောက်သွားတယ်ဆိုပေမဲ့ခဏ reset လုပ်မနေရအောင်ကျွန်တော်တို့ဒါ 15GB ဖြစ်နေတဲ့ကောင်လေးကို 150GB လောက်ကျွန်တော်ချိန်ပြပါမယ်ဆိုတော့ဒီကောင်လေးအဆက်လေးသုံးသက်နှိမ့်မယ်ပြီးရင်ကျွန်တော်တို့ဒါမြင်ရမှာဒါမျိုးလေးမြင်ရမယ်ပေါ့ဒီ Wi-Fi ရဲ့အောက်က communication setting ဆိုတဲ့ကောင်လေးဝင်လိုက်မယ်ကျွန်တော် English စာပြောင်းထားပါတယ်အကုန်လုံးနားလည်လွယ်အောင်လို့လေdata usage ဆိုတဲ့ကောင်လေးတွေဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီ maximum data usage ဆိုတဲ့မှာ 15GB ဖြစ်နေတယ်အဲ့ကောင်ကျွန်တော်ပြင်မယ်ပေါ့နော်15ကိုကျွန်တော်150လောက်ထားလိုက်ပါမယ်ပေါ့ပြီးရင်ကျွန်တော်ဒီဒါကတော့ဘယ်နေ့မှ data ကောင့်ဆက်လုပ်မှာလဲဆိုတာလေးကိုပြတာတရက်နေ့ဆိုတော့အဆင်ပြေတယ်အောက်ကပေါ့နော်ဒီကောင် auto ကဒီကောင် off နေမှာဒီကောင်တွေချိန်လို့မရဘူးအဲ့ကျွန်တော်ဒီကောင်လေး online မယ် online တယ်ဆိုလို့ရှိရင်ဒါ data usage 1နီကို 15GB မဟုတ်ဘဲနဲ့ကျွန်တော်ဒါ150ထားလိုက်မယ်ပေါ့အဲ့ကိုစိတ်ကြိုက်ထားလို့ရပါတယ်ပြီးလို့ရှင်ဒီ data usage limit ကိုလည်းကျွန်တော် set data usage limit ကိုလည်းကျွန်တော်ဒါ150ကျွန်တော်ပြင်ထားဖြစ်တော့150ဖြစ်သွားပြီဘာဖြစ်လို့ဆိုတော့အပေါ်မှာ maximum data usage မှာ150ဖြစ်တော့ဒီကောင်လေး150တော့ချိန်သွားတယ်ပေါ့နော်ကျွန်တော်ဒီအောက်မှာတွေ့ရမှာကတော့ဒါ3ရက်စာ data limit ကိုဒီကောင်လေးပြထားဖြစ်ပါတယ်unlimited ဆက်ကိုမှသူ limit လေးပြန်ပေးထားတာဖြစ်တယ်အဲဒီ limit ပြည့်သွားလို့ရှိရင်ဒါ reset ချလိုက်ဆိုပြန်ပြီးတော့ကောင်းပါကွာအပေါ်မှာပြောခဲ့သလိုပဲဆိုတော့ဒီ3ရက်စာမှာလည်းကျွန်တော်တို့ဒါ 15GB ဖြစ်နေရလေးကို50လောက်ကျွန်တော်တို့ပြောင်းလိုက်မယ်ပေါ့အကယ်၍50မှာหนีသွားလို့ရှိရင် reset ထားရတယ်ဆိုဒီကောင်ကဒါအစိမ်းအောင်ပဲဖြစ်မှာဆိုတော့အစင်တော့ပြည့်တယ်ကွာ50ပြောင်းမယ်ပြီးလို့ရှိရင်ဒါ data running မှာလည်းကျွန်တော်တို့ဒါတော့ပြင်မယ်50ပေါ့ဆိုရင်ကျွန်တော်တို့ကဒါ3ရက်စာမှာလည်း50ဖြစ်သွားမယ်တစ်လမှာလည်း150တော့ဖြစ်သွားမယ်ပေါ့အဲ့လိုဆိုအဲ့ဒီကျွန်တော်ပြင်ထားပေးပါတယ်ပေါ့ဒါအလုပ်ပြီးတော့ကျွန်တော်ပြန်ထွက်လိုက်တယ်ဆိုရင်ဒါဒီနေရာမှာ150ဖြစ်သွားမယ်ပေါ့နော် 3G မှာ50 1 မှာ150တကယ်တော့1 မှာ150ပဲသုံးလို့ရမှာလားဆိုတော့လည်းမဟုတ်ပြန်ဘူး तू ကအဲ့ဒီကောင်150ပြည့်သွားတဲ့ခါကျရင် reset ပြန်လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒါအစအနေပြန်ပြီးတော့ပြန်သုံးလို့ရမှာပဲဖြစ်ပါတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီ data limit တွေကိုပြန်ပြင်တဲ့နည်းလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ